လားဒီနေ့မှာတော့ဆိုရတော့ကဒေတာလေးတို့ခရီးစီရဲ့ပတ်တူပြန်ဆောင်မှာဖြစ်ပါတယ်ပတ်တူဖြစ်ပါတယ်let's go ရှိမရှိရနဲ့ဖះသခင်စီတောင်းမတော့မယ်ဖះထိုင်မစားတော့ပါဟုတ်ပါဘူးအော်အဲ့ဒါခရစ်ယာန်လို့တူပါတယ်ထားပါတော့ကောင်းကြီးကျမတို့ကိုရှိပေးပါဟုတ်တယ်အဲ့ဒါအဆင်ပြေနော်အော်တော့ရှိရပါပြီဖះချက်တော့မဟုတ်ကောင်းကြီးစီတောင်းလိုက်တာကောင်းငယ်နည်းနည်းကျန်းဒီဘက်တော့မယ်လေအပေါ်လေးအပေါ်တက်တော့မယ်ဒီဘက်တော့မယ်ဟောโอเคဒီနေ့စူးစမ်းမယ်ကွာဒီလားစူးစမ်းလေးလားဒီအောက်ဆင်းပါလားဆင်းကွာဟာမရှိဘူးကောင်းလိုက်တာဒီဘက်မှာနေရာတစ်ခုရှိသေးရဲ့ကွာဒီဘက်မှာနေရာတစ်ခုရှိသေးရဲ့အိုးဒီမှာနေရာတစ်ခုဒီမှာဟုတ်လားဘာတဲ့ဟိုမိုင်းလိုက်တာဒီနားမှာလည်းဒီနားလာကြီးချင်းလေးနဲ့ဝေလို့မရဘူးထင်တာမကြည့်မိုင်းလိုက်တာချော်ရည်ကြီးနဲ့တတိထားတော့မိုင်းလိုက်တာမကြည့်ဘူးလှလိုက်တာဆိုတာလှလိုက်တာတိုင်းနေတော့โอเคအောက်မှာလာပါရီ no way ဂလိုးဆောင်လေးလိုချင်လိုက်တာဂလိုးဆောင်ဘယ်လိုတူးရမှာလဲအောက်ကတခုခံရရအောက်မှာခံရရမရှိဘူးလားတူတယ်လိုချင်လိုက်တာအရန်လာတာမြေကြီးလေး vlog မြေကြီး vlog လေးဟာကိုလိုလည်းရလည်းမရဘူးအဲ့ဆိုပြန်သက်ခဲ့တော့လားဒါကြီးရတော့ဟာဘာကြီးရောဒါကမတူးတတ်တော့ဘူးနော်တီးလို့ရှိရင်လည်းကောင်းမရေးပေးတော့ကြပါအောင်ဟာမသိဘူးတက်ခဲ့တော့ကောင်းမရေးပေးတော့ကြပါမလို့နည်းနည်းစကားထည့်ဒီဘယ်ကနေဘလို့ဆက်သွားဘယ်ကနေဘလို့ဆက်သွားမလဲဆိုအပေါ်ပဲတက်သွားတယ်အပေါ်ကနေလုံချုံတယ်ဒီအောက်ကကြာနေနေလာပါနဲ့နီးနေတာဆိုအချိန်မီကင်းနိုင်တယ်ကွာဒီဟုတ်တယ်ဟောပါလာပါလူသားဖြစ်တော့လာပါအချိန်မီကင်းနိုင်တယ်အဲ့ဒါအနေရှိရအဲ့တော့ဘလို့သွားမလဲဆိုဟိုနဲ့နီးရဲ့ဒီဘက်ပါလေဒီဘက်ပြန်သွားမယ်လေခုနကဒီဘက်ပါလေခုနကစပိုနီယန်ရှိရနေပြန်သွားမယ်စပိုနီယန်လားအော်မီးဆွဲနေပြီမီးဆွဲအရင်ဆုံးအဲ့ရအောင်မလုပ်ခဲ့ရဘူးအဲ့ဒါဆိုအဆင်ပြေပြီကိုလည်းအပတ်တော့တန်းလုံးစားလိုက်လားတော်တယ်အဲ့ရလုံးမှာတော့အဲ့ရဒီနေသားထဲမှာအဲ့ရလို့ရှင်အဲ့ရပောက်ဝဲသွားမှာဟုတ်လားငါမေ့နေရမဟုတ်ဆိုရဒီလိုနေသားရဲ့ဘာအကြောင်းတိတ်မသိရောလေအဲ့ဒါလေးနည်းနည်းမေ့ဒါလားနည်းနည်းဆိုအမြင့်ဆုံးနေရာကိုသွားပြီးတော့တူးကြမယ်အပေါ်ရောက်တောင်ပန်းပိုင်းโอเคဒီနေရာကနေစတူးလိုက်မယ်ပေါ့နော်ဆိုတော့ဒီနေရာစတူးလိုက်မယ်နည်းနည်းရှိမှဖြစ်တဲ့အတွက်ဖြတ်လိုက်တော့မယ်ပေါ့နော်အားလုံးပေါ်ရောက်တွေ့ကြမယ်ဆိုရတော့အပေါ်ရောက်လာခဲ့ဒါပေမဲ့ gas boy ညာဖြစ်တဲ့အတွက်ကအဆင်မပြေဘူးပေါ့နော်โอเคလာဟိုဘက်တော့မယ်အဲ့ဒါမှနေရှိရပါတော့မယ် gas တရားအဆင်မပြေ oh my gosh gas ရှိရနေရအဲ့တိုင်မကြားချင်ပါဘူးဘာလို့သူတို့နဲ့လာတွေ့နေရလဲကျွန်တော်မြားစကီးနဲ့အိုးဒါကြီးမိုက်တယ်ဒါကြီးပြီးမှရတော့မယ်မြားစကီးနဲ့မရတော့မြားစကီးနဲ့မိုက်တယ် let's go ပါဟာလုံးနေတော့လာတော့ကျွန်တော်မနောက်လိုက်တော့ကျွန်တော်အပေါ်တော့ရောက်ခဲ့ပါတယ်အပေါ်တော့ရောက်သွားပြီမဲ့လေအပေါ်တော့ရောက်သွားတဲ့အချိန်မှာကျွန်တော်တို့ဘာလို့တွေ့လိုက်လဲဆို gas တွေရှိတဲ့နေရာကိုရောက်သွားတဲ့အချိန်မှာတော့အိုးအဲ့ဒါလေးရတယ်ဟိုဟာအဲ့ဒါလေးရတာဖေအဲ့ဒါလေးတူဟောအဲ့တက်သားမဟုတ်လားမဟုတ်အဲ့ဒါဘာလေးလဲမသိဘူးတက်သားရှိရလေလင်းမိုက်တယ်ဟောဒီလက်သားတွေကဒီအပြာရောင်တက်တော်တွေကတက်သားယူမယ်အနာမန်းတန်ကြနေရတယ်မိုက်တယ်လင်းလေးနဲ့ဒီအပြာရောင်တက်သားယူဒီကအိုးကြောက်စရာကြီးအော်ဘယ်ပြတာတော့ငါဘနောက်မှာ gas ကကောင်းတော့မနေရပါဘူး gas ကဒီမှာတလေးနဲ့ရမ်းလာတယ်လို့တလေးနဲ့တလောက်လိုက်ပြီပေါ့နော်တတော့တိတ်မသုံးကျင်သေးရကြောင်းပေါ့တရဖိုင်ရဆိုရဲဘယ်လိုပြောရမလဲအလားပစ္စည်းရပါလေပြီးကြမှာတစ်ခိုက်စင်စုံရဖြစ်ပါတယ်ဟာအနာမလိုက်တယ်အနာမလိုက်တယ်နေပြီဟုတ်ကြအမတော့အနာမဟောမလာစအနာမလာစဟုတ်လာစမဟုတ်ဘူးလိုက်တဲ့နေရာလိုက်တဲ့နေရာငါတက်ပေးမယ်အဆန်နဲ့ပဲထားငါဝတ်တပါဒီလမ်းရှိကွာတို့ကြောက်တာရေးရှိတယ်ရှင်းမိခဲ့ရလားပြေးရောဟေးအမအိုးလိုက်ကြီးဟေး
အောင်တော့တခုခုမြေချင်းတူးပြီးတို့အသက်မရမယ်တို့အနားကြီးလျှောက်သွားနေတာခဏမြေချင်းတူးလိုက်မယ် ပေါ်တက်ဟာအောက်ကြပြီ ဘာကြီးလဲတေးသွားပြီ Oh my gosh No way ဟာ Oh my god sorry ပြန် အားလုံးပဲမင်္ဂလာပါကျွန်တော်နေမဲ့မိုင်းတို့ခရတာကျွန်တော်ဒီနေ့မှာတော့ Okay ဆိုပြတော့ သူခရီးသွားမယ်ဖတ်တရီဖြစ်ပါတယ် ပတ်တွေပြန်စားလိုက်ရတယ်ဆိုပြကခုနတေးပြီးတော့ခုပြန်ရှင်းလိုက်ပေါ့နော် ခုနက လောဆယ်ရောကျွန်တော်ပြေးနေရပါတယ် မကောရင်းကပြတ်သွားတော့အခုဖတ်တရီအစ်စ်တင်နေရ Oh my gosh မုံတော့ခုဖတ်တရီဖြစ်သွားတယ်ပေါ့နော်ကျွန်တော်ပတ်တူမကြည့်ရသေးတယ်ကြည့်လိုက်ကောင်ပတ်တူမှာဆိုကျွန်တော်တို့အန်နာမန်တွေလိုက် မိုင်း လိုက်ချခံရတယ်ဟုတ်အန်နာမန်တွေလိုက်ချခံရလို့ကျွန်တော်တို့ပြေးရပါတယ်ပြေးရပြီးတော့အန်နာမန်တွေသူ့ရဲ့လိုက်ချနေရပြီးတော့အဲ့ဒါတော့ပြေးတော့ ပြေးနေရငါလိုချင်တဲ့ပစ္စည်းလေးတော့မယူရပါလားကောင်းပါ တိဘူတက်တယ်တိပါ သူများရဲ့တတဟိုလိုတတကြီးဒီလားဟိုလိုလေး ပြေးတော့ကောင်းရှိလား အဲအပေါက်လေးထဲမှာထည့်ဝင်ပြီးတော့တတ ငါကောင်ဘာဖြစ်နေလဲ တင်းနေအောင်ဝယ်အနာမတွေ့ရတယ်ဝဝေးဆောင်အောင်ရှိလို့လိုက်တာနည်းနည်းတော့တည်ရမတည် ကျွန်တော်တို့ပတ်တရီမှာပြန်ဟုတ်ပတ်တရီရောက်သွားတာပေါ့နော်ကျွန်တော်ဘယ်လိုဖြစ်သွားလဲဆိုတော့အန်နာမန်ကြီးအခုလိုလိုက်ချနေရပါတော့အဲ့လိုချနေနေကျွန်တော်တို့ဘကိုးနီးကအမတန်ကောင်းရင်တော့ဘကိုးနီးကပြက်သွားတော့ပတ်တူလို့လိုက်ပြီးတော့ပတ်တူလို့မယ်ဆိုရင်လိုက်တာ အော်အေးမေးပြီးတော့ဟိုအင်းနဲ့ပက်ကက်ကြီးနဲ့သွားခု အပြေးအောင်လာချနေ အေးပြေးနေရအပေါ်ဆုံးသာတက်ပြီးအပေါ်ဆုံးဟဲ့မို့လေးနောက်လိုက်တာအဲလိုက်ချနေပြီလိုက်ချနေပြီ ချခံရပြီချခံရပြီ ငါလည်းလိုက်ချခံနေရလို့ဖြည်းဖြည်းတော့သွားနေလိုက်ချနေရဆိုဘယ်မှာလဲဘယ်နားမှာလဲလေလန့်နေတယ်လိုက်ချနေတာဟောဒီမှာကောင်းဒီမှာပြေးပြီမလေးငါကြောက် तू ကအနာမန်ငါကြောက်ဗျဘာလို့လဲဆိုတော့လုံးဝငါကြောက်အဲ့ကောင်ဒီဟာမသေးစေချင်ဘူးနော်မသေးချင် ဟွာလုပ်လိုက်ဟိုကောင်ခက်လာ